ကဲအားလုံးပဲမင်္ဂလာပါဒါကျွန်တော်အမေရဲ့အိမ်ဟာဒီအောက်သိတိလမ်းမရဲ့တကွက်ငုတ်အကြောင်းကိုကျွန်တော်ပြချင်လို့ဒီမှာလာရိုက်ပေးတာပါခင်ဗျဒါကြီးအောက်သိတိလမ်းမကြီးပါခင်ဗျအောက်သိတိလမ်းမပေါ့နော်ဒီကနေပြီးတော့ဟိုဘက်ကမင်းဓမ္မဘက်ကဝင်လာရင် MCC ဘက်ကပေါ့နော်ဒီဘက်ကဆိုအင်းစိန်လမ်းမကြီးပေါ့နော်အင်းစိန်လမ်းမကြီးရဲ့ဂျားထဲကနေဒီအောက်သိတိလမ်းအကျဲပါတယ်လူတွေကရေဝတ်တယ်နဲ့ပြောတာဒီနားမှာရေမဟုတ်ပါဘူးအောက်သိတိရေဝတ်တဲ့ရက်ခွက်ကဟိုးအစနားမှာပါကျွန်တော်တို့နားမှာရေလုံးဝမဟုတ်ပါဘူးနော်ရေလုံးဝမဝတ်ပါဘူးเนาะနောက်တော့ကျွန်တော်အိမ်ကဂုံးပေါ်မှာဖြစ်တဲ့အတွက်ကြောင့်လုံးဝရေမိုးပါဘူးကျွန်တော်နဲ့တူလိုက်ကြည့်ပေးပါအောင်လာလိုက်ခဲ့เนาะဒီအိမ်ကဆိုရှင်ဓမ္မကြီးဒါကဂုံးပေါ်လို့တက်သွားတာเนาะလုံးဝဒီနေရာတွေရေမိုးပါဘူးเนาะကျွန်တော်လိန်လည်းမရောက်ပါဘူးเนาะဒါကျွန်တော်အမေအိမ်ကဒီလမ်းမကနေတကွက်ငုတ်ပေါ့เนาะဒီတကွက်ငုတ်ကလေးပါတကွက်ငုတ်ကလေးဒီမှာเนาะဒီနားလေးတွေပါဒီမှာဒီအချမ်းမှာနော်ဒီပထမခြံရဲ့ဒုတိယခြံရဲ့တကွက်မုတ်ကလေးဖြစ်ပါတယ်ဒီခြံကျွန်တော်ကိုယ်တိုင်စိုက်ထားတဲ့တစ်ပင်ခြံလေးနဲ့အရန်ကိုတသားရာရှိပါတယ်ခင်ဗျဒီမှာကျွန်တော်တို့တရားနေပြီးတော့နဂရောကိုငယ်လေးကလည်းပစ္စည်းတွေသဲနေပါပြီဒီမှာနဂရောကိုငယ်လေးဒါနဂရောကိုငယ်လေးအမျိုးသားနှစ်ယောက်နော်ကိုငယ်ဟာကဲအဘကိုကြီးကျော်တို့ရောမေပုပ္ပါကိုတော်ကြီးကိုတော်လေးတို့ကျွန်တော်ပြုစုကုသအလုံးအမျှပေးပါတယ်တပည့်တော်အိမ်နဲ့အများဆုံးရောင်းထွက်အောင်လုပ်ပေးပါတပည့်တော်လည်းတန်ရောင်းစင်ဖြတ်ပါပြီတန်ရောင်းစင်ဖြတ်ပါတကယ်ဝယ်တဲ့လူလာရင်တကယ်ရောင်းပေးပါတော့မယ်နော်ဒါဒီမှာခြံထဲမှာပန်းဒီပင်ဆိုတဲ့ကြောင့်မေမျိုးကနေတည်လာတဲ့အဖေနော်ဒါအိမ်ဒီအိမ်ကတော့မကြိုက်လဲဖြတ်ပလိုက်ရတယ်ဒီဟာ square feet 9000ရှိပါတယ်ဟုတ်လို့4000ဆက်ပါခင်ဗျာ4000ဆက်နော်အဲ့တော့ဒီအိမ်လေးကိုစိတ်ဝင်စားတဲ့လူတွေပြောကြပါညနေစာပေ60အနောက်ကို85ပေเนาะရန်ကောင်းပါတယ်တော့တကယ်ပြတ်ပါပြီဖေကလုံးဝတပည့်တော့လာတဲ့ခါမှာစီပြောင်ညှိနှိုင်းပြီးရောင်းလာတော့တပည့်ပတ်လေကို6သိန်းနဲ့ဆိုရင်အချမ်းကြီး4000ခွဲကြတယ်4000ခွဲကိုကြည့်ရောင်းပါတော့မယ်ဖေရှားရပတ်စံနဲ့ကျွန်တော်လှူပါမယ်ကျွန်တော်တစ်ချက်လျာမှမသုံးပါဘူးခဏလုပ်တဲ့စကားကြောင့်ဒီမှာရှိတဲ့နက်ကောင်းလေးဝါတွေစောက်ရှောက်တဲ့နက်တွေအကုန်လုံးစိတ်နှလုံးချွတ်တဲ့ချက်ရှိတယ်တော့ဒီဒါကျွန်တော်နေခဲ့တဲ့အခါမှာကျွန်တော်အိတ်ဆက်ခဲ့တဲ့ကလေးကျွန်တော်ဒါရေကိုမင်းယူလိုက်ဟုတ်ကျွန်တော်အဖေနိုင်ငံသားပြန်လာတော့ကျွန်တော်ဖေပြန်ပေါ်ဆင်းလာတော့ဒီရုပ်ကလေးကြိုင်ပြီးဆင်းလာဒီရုပ်ကလေးကျွန်တော်အဖေကဒီလိုလေးကြိုင်တာကျွန်တော်အဝေးကနေလမ်းကြည့်ပြီးတော့ဗါလဲ UBA လားပါလေအဲ့ဖြစ်ရတယ်ကျွန်တော်အဖေပေးခဲ့တာခေတ္တကတော့တရားစင်မပြနိုင်တော့ယူတော့ခေါ်သွားမယ်ငါအိမ်လိုက်ခဲ့နော်ကျွန်တော်ရောင်းပါပြီတော့ကျွန်တော် post ပြန်နေပေးပါမယ်เนาะအဲ့တော့ကျေးဇူးပြုစိတ်ဝင်စားတဲ့လူရှိရင်ကျွန်တော်တို့ဆက်သွယ်ပါเนาะအားလုံးရောင်းတယ်လို့ကိုယ်လေးရတယ်ရားသမျှလာတိုက်ပါတယ်เนาะဟဲ့ဒီမှာလေဝသုံးတွေနတ်မင်းရှိတယ်ရောမလားဒါဝသုံးတွေနတ်သမီးเนาะပကန်းနေပြင်လာကဲဝသုံးတွေနတ်မင်းရေနတ်သမီးရေတပည့်တော်လည်းအိတ်ချမ်းမြေတွေအယောင်းဝယ်ပြပြီးဟဲ့နဲ့အယောင်းဝယ်ပြအောင်လို့ကဲဒါတွေပါနော်ကျွန်တော်အိမ်ကချမ်းရှင်းပါတယ်ရိုးသားပါတယ်ရှင်းလင်းလေးပါစိတ်ဝင်စားတဲ့လူကျွန်တော်တို့နဲ့ဆက်သွယ်လို့ရပါတယ်နော်ကဲကျွန်တော်နဲ့အတူအကျိုးတူလုပ်ချင်တဲ့ပွဲစားတွေလည်းဆက်သွယ်လို့ရပါတယ်နော်ကျွန်တော်အမေရဲ့အိမ်ကိုကျွန်တော်ပွဲကယူတာမဟုတ်ဘူးဘာလို့အကျိုးဆောင်နေလာလို့ရှိရင်သူတို့လည်းပွဲကယူတာကိုယ်လည်းအကျိုးဆောင်ဆိုတော့ပွဲကယူမယ်ယူလို့ရတဲ့ထဲကနေကျွန်တော်ပြန်ပြီးလှုပ်မယ်အဲ့တော့သူတို့လည်းပိုင်းစားတဘုံယူကျွန်တော်လည်းယူကျွန်တော်ပတ်စံကိုကျွန်တော်ယူမယ်ဒီထဲကမျက်ပင်တစ်ချောင်းတော့ကျွန်တော်မယူပါဘူးနော်ကျေးဇူးတင်ပါတယ်ခင်ဗျနော်